ပြိုင်ပွဲလေးကိုဘယ်လိုစိတ်ကူးနဲ့လာပြန်ဖြစ်လဲရှင်ဟုတ်ကဲ့ဗျကျွန်တော်ကဒီမြန်မာနိုင်ငံမှာရှိတဲ့ဒေတာအသီးသီးရပါတော့ဒီမြန်မာစတာနေပြီးတော့ကျွန်တော်တို့ဒီတချင်းဆိုဝါနာပါတဲ့လူတွေကိုမြေတောင်မြောက်ပေးနေတာမြင်တာပေါ့ကြားရတယ်သိရတယ်ကိုယ်တိုင်လည်းတွေ့နေရတာပေါ့နော်အဲ့တော့ကျွန်တော်ကလည်းမြန်မာစတာနေပြီးတော့မွေးဖွားပေးလိုက်တဲ့အဆိုပညာရှင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်ချင်လို့ကျွန်တော်ဒီနေရာကိုရောက်ရှိလာတာပါခင်ဗျာဟုတ်ကဲ့ရှင်အကျော်ရီကရှော့ I am sailing I am sailing ဟိုအပြီးတော့ sorry နည်းနည်းရလားမသိဘူးနည်းနည်းဟိုစာသားလေးကမြန်မာနဲ့ဟိုနဲ့ကူးနေရောလေပြန်ပြီးတော့ဆိုပြီးလို့ရလားကျမလည်းအဲ့တချင်းကြာနေတော့မေ့နေမေ့နေတာတချင်းတွေကလည်းနည်းနည်းဟိုပြီးတော့ဗောနော်ဟုတ်ကဲ့နောက်တော့ဟုတ်ကဲ့ကျေးဇူးပါကိုအောင်ကိုလေးလို့ခွင့်ပေးတာနောက်နည်းနည်းလေးပြန်စဉ်းစားလာပါနော်စာသားတွေကဟိုI am flying I am flying across the sea across the sky I am flying I am flying across the sea to be with you to be free can you hear me can you hear me show the damn night far away I am trying forever crying to be with you who can say can you hear me can you hear me show the damn night far away I am trying forever crying to be with you who can say ရပါပြီ